ကဲဒီမွန်ဆန်တခါတော့မှောက်သွားပြီနော်တခါတော့ပြေးဆက်လိုက်ရတယ်အဲ့ဒီပေါ်နေပြီကန်ဦးမယ်ဗျဆက်ပြီးတော့ဒါလည်းအားလုံးပဲမင်္ဂလာပါနော်ဒီပွဲကတော့ကျွန်တော်ဒီမွန်ဆန်နဲ့ယူရှီတို့ရဲ့ချောင်းဝမ်6000ကြီးလေးဖြစ်ပါတယ်နော်ကဲအားလုံးပဲစပြီ6.6မှာ Welcome to Mobile Legends. ကဲအားလုံးပဲနော်ဒီမွန်ဆန်နဲ့ယူရှီတို့ရဲ့6.6ကြီးပွဲလေးစပါပြီနော် Seconds till the enemy ဒီဘက်မှာ6000ကြီးဆိုတော့လေကြီးရမြင့်သွားပြီဆိုကြီးလို့ကောင်းတယ်ကဲဒီမွန်ဆန်နဲ့ယူရှီနဲ့တော့လက်ခွေလေးပဲရှင်းတယ်ဘာညာပေါ့ကဲရှောင်းနေဘာညာပေါ့ရှောင်းနေဘာညာပေါ့ဒီမွန်ဆန်ကဲဒီဘက်လွယ်မလားကြည့်ရသေးရပါတော့နဲ့အေးကဲဝဂီခွက်မှာဘာဖြစ်တာကဲဖလီကာပေးလိုက်ရပြန်ပြီနော်အစောကြီးပဲကဲတေးမလားဖလီကာပေးလိုက်ရပြီနော်ဒီမွန်ဆန်ယူရှီကတော့ဖလီကာလည်းမပေးရဘူးနော်ဗတ်ဒီပါလည်းရထားတယ်ကဲယူရှီတကယ်တိတ်မှတင်နော်ကျွန်တော်ထင်တော့ကဲဒီကောင်33မှာတေးတော့မလားကဲယူရှီလေးကတော့ 1k ရသွားပြီနော်ယူရှီကောင်းပါလေဒီဘေးကအစတွေကကျွန်တော်ပြောတယ်ကျွန်တော်တို့6မိုင်မှာသူက2ပတ်သက်2လို့လားဆိုရယ်သူကယူရှီကကောင်းတယ်လို့ကျွန်တော်ပြောရယ်နော်6ကိုင်းတာကဲဒီမွန်ဆန်တခါတော့မှောက်သွားပြီနော်တခါတော့ပြေးဆက်လိုက်ရတယ်အဲ့ဒီပေါ်နေပြီကန်ဦးမယ်ဗျဆက်ပြီးတော့ကောင်းလိုက်တာတိအောင်ယူရှီကတော်တော်ကောင်းနေအောင်ကြီးကြည့်အောင်ကဲဗျာကြည့်အောင်ကဲယူရှီဖေးဖေးလို့ပြောတယ်နော်တော်တော်ကောင်းနေအောင်ကြီးကဲ2မိနစ်3မိနစ်တော့မပြည့်သေးဘူးကေကတော့နှစ်ကောင်ရနေပြီယူရှီနော်ကဲနိုင်ကြီးကတော့ကျွန်တော်တို့6000ဆိုတော့12000ပါနော်ကဲဒီမွန်ဆန်စပယ်ပါညာရှောင်းနေရတယ်အခုချိန်မှာကဲပန်ကန်ဦးပါလားပြအောင်အဲဘိုးတွေပါနေကန်လိုက်ပြီတဝင်းနေဒမ်းမိကြီးကိတ်တယ်ကွာဟောင်ကြီးဒမ်းမိကြီးကိတ်လိုက်တာနော်ဟောင်ဒီမွန်ဆန်ခုဒီဘွဲကတော့ဒီမွန်ဆန်တော့မလွယ်ဘူးနော်ဒီမွန်ဆန်တော့တကယ်လွယ်နေခဲ့တာဟောင်သွားပြန်ပြီဒီမွန်ဆန်ရှောတယ်လို့တွေ့လားကဲယူရှီတာဝါလေးကိုပဲထွားနေတယ်3 k တော့ရနေပြီပွဲကမြန်လိုက်တာဒီပွဲဟာကန်လိုက်ပြီတဝင်းနေပါတာဝါထဲမှာပဲဟာကောင်းလိုက်တာရော 4k တန်းပြတ်သွားပြီနော်ကဲဘသူဆော့မှာလဲကြေးဘသူဆော့မှာလဲကြေးဒီမှာကြေးလော်နေတာနော်ကြေးလော်နေလားကဲယူရှီကတော့6000နဲ့ဆိုတော့12000ရပြီယူရှီ Victory. ကဲယူရှီ12000ရပြီနော်